မင်္ဂလာပါ income statement အရှုံးမြင့်စည်းနဲ့ပတ်သက်ပြီးတော့ Warren Buffett သုံးသပ်တဲ့အချက်တွေရှိပါတယ်အဓိက၃ချက်ကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်တော့ income statement ရဲ့ gross profits အကျန်းအမြင့်နဲ့ပတ်သက်ပါတယ်အကျန်းအမြင့်ကရောင်းရငွေရဲ့40%အထက်ရှိနေတာမျိုးကိုလည်းသူသဘောကျပါတယ်သူကြိုက်ပါတယ်ဒုတိယတစ်ချက်က SG&A ပါ SG&A ဆိုတာက Selling General and Administrative Expense ပါဆိုဒီစီကအကျန်းအမြင့်ရဲ့30%အောက်မှာပဲရှိရမယ်လို့သူကတော့သုံးသပ်ပါတယ်တတိယချက်ကဘာလဲဆိုလို့ရှိရင်တော့ financial cost ပါတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ interest ပေါ့အဲ့ဒီ interest ပေးရတဲ့စရိတ်တွေကလုပ်ငန်းရဲ့ operating expense တနည်းအားဖြင့်ပြောမယ်ဆို EBIT ပေါ့ EBIT ရဲ့15%အောက်မှာရှိနေတာမျိုးကိုပဲသူကြိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါမှာလည်းပဲဒီချက်တွေကိုအဓိကထားကြည့်ပြီးတော့ကိုယ့်ရဲ့ investment decision လုပ်သင့်မလုပ်သင့်ဆိုတာကိုကျွန်တော်တို့စဉ်းစားဆုံးဖြတ်ဖို့အတွက်ထောက်ကူပြုနိုင်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် finance မှာအခက်မတွေ့ကြပါစေနဲ့